ဒီအမျိုးသားဟာရုပ်တုတစ်ခုကိုတိုက်မိရာကနေအမှတ်မထင်ပဲနိုးထသွားစေလိုက်မိပါတယ်အဲ့ဒီရုပ်တုစီကနေနက်ဖျားသွေးဆက်တစ်ဆက်ဟာသူ့ရဲ့ဖုန်းထဲကိုကျသွားတဲ့အခါဖုန်းစခရင်ကရုတ်တရက်လင်းလာပြီးအနာဂတ်သတင်းတွေကိုကြိုတင်ပြသလာပါတယ်နောက်2ရက်နေရင်ဘသူကဒေါ်လာ1တန်းတန်ထိပေါက်မလဲဆိုတာကိုသူသိသွားတဲ့အခါထီဆိုင်ကိုပြေးသွားပြီးထီလက်မှတ်တွေအကုန်ဝယ်လိုက်ပါတယ်လူတွေကတော့သူ့ကိုယူနေတယ်လို့ထင်ပေမဲ့နောက်ဆုံးမှာတော့သူတကယ်ပဲဒေါ်လာ1တန်းစုကြီးပေါက်သွားပါတယ်တူထီဆိုင်ကနေထွက်လာတဲ့အခါဖုန်းထဲကိုနောက်ထပ်သတင်းတစ်ခုထပ်ဝင်လာပါတယ်အဲ့ဒါကတော့နောက်10မိနစ်မှာအမျိုးသမီး CEO တူကားမတော်တဆမှုကြောင့်တေဆုံးတော့မယ်ဆိုတဲ့သတင်းပါသူလည်းအဲ့ဒီနေရာကိုပြေးသွားပြီးစိန်ခံကားကြီးကိုတားဆီးကရှေ့မှာအနည်းရရှိကြောင်းသတိပေးပါတယ် CEO ကသူ့ကိုလိန်စားသူလို့ထင်ပြီးပတ်စံ1000ပေးကထွက်သွားခိုင်းပေမဲ့သူကတော့ကားစတီယာရင်ကိုဆွဲပြီးအနောက်ကိုအတင်းဆုပ်ခိုင်းလိုက်ပါတယ်လူတွေကသူ့ကိုယူနေတယ်လို့ထင်နေချိန်မှာပဲသူရေတွက်လိုက်တဲ့စက္ကန့်မှာပဲရှေ့မှာဘုံပေါက်ကွဲမှုကြီးဖြစ်ပွားပါတော့တယ် CEO လည်းဖုန်းထဲကသတင်းအရသူပြောတာအမှန်မှန်သိသွားတဲ့အခါသူ့ကိုကျေးဇူးတင်တဲ့အနေနဲ့စိန်ခံအင်ကြီးတစ်လုံးပေးလိုက်ပါတယ်အဲ့ဒီအိမ်ကိုပိုင်ဆိုင်ခွင့်လွှဲပြောင်းမှုသွားတဲ့အခါသူ့ရဲ့ရီးစားဟောင်းနဲ့ဆုံမိပါတယ်ရီးစားဟောင်းကသူ့အိမ်ပိုင်ရှင်ဖြစ်နိုင်စရာမရှိဘူးလို့ထင်ပြီးသူ့ကိုလောင်ပြောင်ပါတယ်သူလည်း CEO ပေးထားတဲ့ black card ကိုထုတ်ပြလိုက်တဲ့အခါရီးစားဟောင်းရဲ့အမှုရာတွေချက်ချင်းပြောင်းလဲသွားပါတယ်အဲ့ဒီအချိန်မှာပဲတထေးသားတစ်ယောက်ရောက်လာပြီးသူဟာကတ်တူကင်ထားတဲ့လိန်စားသူလို့ဆွဆွဲကသူ့ကိုနှင်ထုတ်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲအယောင်မန်နေဂျာရောက်လာပြီးဒီနေ့အထူးဧည့်သည်တစ်ယောက်ရောက်လာမယ်လို့ပြောပါတယ်ရီးစားဟောင်းကသူ့ကိုဆင်းရဲတဲ့သူလို့လက်ညှိုးထိုးပြီးပြောပေမဲ့မန်နေဂျာကဘလက်ကတ်ကိုမြင်လိုက်တဲ့အခါသူဟာဒီနေ့ရဲ့အထူးဧည့်သည်မှန်သိသွားပြီးချက်ချင်းအလေးပြုကရီးစားဟောင်းကိုအလုတ်ကနေထုတ်ပယ်လိုက်ပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့တထေးသားလည်းကြောက်လန့်တကြားနဲ့တူထောက်ပြီးခွင့်လွှတ်ဖို့တောင်းပန်ပါတော့တယ်